အားလုံးမင်္ဂလာပါကျွန်တော်လင်းနိပညာမှာအကျိုးဆိုပါတယ်ကျွန်တော်တို့ဒီတာယာတွေဗျာဒီရိုးရိုးပဲဖြစ်ဖြစ်ဒီ e-bike ဘိန်းတွေပဲဖြစ်ဖြစ်ဆိုင်ကယ်တွေပဲဖြစ်ဖြစ်ပေါ့နော်တာယာတွေထဲတဲ့ခါမှာကျွန်တော်တို့ကတချို့ကြတော့ဒီဂွေလိန်တယ်လို့ပြောတယ်ပေါ့နော်တချို့မှာကြတော့ကျွန်တော်တို့ဂွေလိန်တာမဟုတ်ဘူးဒီတာယာတွေကျွန်တော်တို့ထဲလိုက်တဲ့ခါမှာကျွန်တော်ဒီနှခမ်းသားတွေမညီတာပေါ့နော်ဒီလိုနှခမ်းသားလေးတွေမထွက်ပဲနဲ့ဝင်တဲ့နေရာဝင်ထွက်တဲ့နေရာထွက်ဖြစ်နေတာနော်အဲ့ဒါလေးတစ်ချက်သတိထားဖို့လိုတယ်ကျွန်တော်တို့စီးလိုက်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့တာယာမညီတဲ့ခါကျရင်ကျွန်တော်တို့ဂျမ်မင်းခုံတလို့လို့ဂွေရမ်းတလို့လို့လည်းဖြစ်ပါတယ်အဲ့တော့တာယာတွေကိုထည့်မယ်ဆိုရင်ကျွန်တော်တို့ရိုးရိုးဘိန်းတွေမှာတော့အလွယ်တကူထည့်လို့ရတယ်ဒါပေမဲ့တစ်ခါရရင်လည်းနှခမ်းသားတွေဝင်တာထွက်တာတွေရှိရပေါ့နော်အဓိကဘယ်ဘိန်းတွေမှာဖြစ်များလဲဆိုရင်ကျွန်တော်တို့ဒီ e-bike ဘိန်းတို့ပြီးကျွန်တော်တို့ဒီ 900cc 700ဒီတာယာအသေးလေးတွေထည့်နေရမှာတာယာအကြီးကြီးထည့်နေရမှာသတိထားမှာပါတော့တာယာထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာနှခမ်းသားလေးကြည့်ပါနှခမ်းသားလေးဒီလိုပတ်ချလဲညီနေမှအဆင်ပြေမှာပေါ့နော်တော့တနေရာဝင်ပြီးတနေရာကထွက်နေတယ်ဆိုရင်ကျွန်တော်တို့ဒီဂျမ်မင်စီးတဲ့ခါမှာဂျမ်မင်ခုံတယ်လို့ကိုရမ်းတယ်လို့ဖြစ်မှာပေါ့နော်အဲ့တော့ဒီမှာသူ့မှာတာတွေမှာသူ line လေးပေးထားတယ်နော်ဒီ line လေးတွေကိုကျွန်တော်တို့အညီထွက်ဆိုလဲထွက်အောင်ပေါ့နော်ဝင်ဆိုလဲဝင်အောင်လို့လုပ်ရပါမယ်အဲ့တော့ဒီမှာဒီတာယာကိုကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့138တာယာမှာကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ဒီမှာတာယာဆိုရင်ဒီမှာပတ်ချလဲဒီနေရာဆိုရင်ပတ်ချလဲညီသွားတယ်နော်ဒီထိကိုညီသွားတယ်เนาะဒီစာထိကိုညီသွားတယ်ဟိုဘက်ကနေစကြည့်မယ်ဆိုလဲဒီစာကနေပြီးတော့ဒီဘက်ထိကိုညီသွားတယ်အဲ့တော့ဘယ်မှာတစ်ချက်ဝင်နေဆိုတော့ကျွန်တော်ဒီမှာကံမယ်လို့ရေးထားတယ်ဒီနေရာလေးမှာတာယာလေးကတစ်ချက်ဝင်နေတယ်တခြားကြည့်ရင်မြင်ရတယ်เนาะဟောပြပြီမယ်ဟုတ်ပြီကျွန်တော်ဒီကနေပြမှာဆိုဒီမှာတာယာမှာ line လေးထိတယ်เนาะအဲ့ line လေးကဒီမှာထွက်တယ်เนาะဘယ်ထိထွက်သွားဒီထိထွက်သွားတယ်ဒီနားထိထွက်တယ်ပေါ့เนาะအဲ့တော့ဒီနားမှာဒီမှာကံမယ်လို့ရေးထားတဲ့နားလေးမှာ line ကမထွက်ဘူးထဲနည်းနည်းဝင်နေတယ်ပေါ့နော်ပြီးဒီနားတစ်ချက်မှဝင်တယ်နော်ကျွန်တော်တို့အတိတာကြီးပါနော်တာယာကဒီမှာထွက်တဲ့နေရာလေးဆိုရင်ဒီမှာဒီဘက်ကိုရောက်တဲ့တာယာသားကများတယ်အဲ့တော့ဒီမှာဝင်တဲ့တာယာသားကိုကြည့်မယ်ဆိုရင်ဒီမှာကနည်းနည်းတိမ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတာရီထည့်ရင်တေချာလေးလိုင်းကြောက်အောင်ထည့်ဖို့လိုရတယ်ဒါလေးကိုကျွန်တော်မျှဝေပေးရပါအဲ့တော့တာယာမဝင်ဘူးဆိုရင်ကျွန်တော်တို့စိုးကျိုးတွေပဲဖြစ်မှာပါကောင်းကျိုးတွေတော့ဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ဗာဖြစ်ဂွေးလေးလိမ့်မယ်ဂျမ်မင်းလေးခုံမယ်နောက်တစ်ခုကလေထိုးများရင်ပွင့်သွားတတ်ပါတယ်เนาะဖွင့်နေဖွက်တဲ့နေရာကြီးဆိုလို့ရှိရင်